မေကနေတိုင်းအင်တာနက်ပေါ်မှာလူတွေနဲ့ online date လုပ်ပြီးလေလုံးထွားနေတာတခါတည်းနဲ့ online ရေးစား10ကနန်းလောက်တောင်ရှိနေတာလေဒါပေမဲ့သူတို့နဲ့ကြတော့တခါမှအပြင်မှာမတွေ့ဘူးကျမတက္ကသိုလ်တက်မှပဲသိရတော့တယ်အမေက online မှာချိန်နေတာကျမရဲ့ဓာတ်ပုံတွေကိုတုံးထားတာဖြစ်နေတယ်သူကကျမကြီးလာရင်ရေးစားရှာမရမှာစိုးလို့ဆိုပြီးကျမအတွက်ကြိုတင်ပြီးယောက်ျားကောင်းရွေးပေးဖို့ပိုက်စိတ်တိုက်ရှာပေးနေတာတဲ့အခုကျမအတန်းတက်နေတော့ဖုန်းကရုတ်တရက်တုံခါလာပြီးတငယ်ချင်းအပ်တဲ့ note တွေဝင်လာတာပောက်ကွဲမတက်ပဲအာနာရှင်ဆန်တဲ့ဘတ်စကောကလည်းတငယ်ချင်းအပ်လာတယ်ရှမ်းလော့ရွှေကလည်းအပ်လာတယ်နောက်ပြီးနိုင်ငံခြားကရွှေအိုရောင်စပင်နဲ့ကြပြားချောလေးတွေတောင်ပါသေးတယ်အမေကစကားပြောလို့တော်တော်လေးအဆင်ပြေသွားပြီဆိုရင်ဆက်သွယ်ရမယ့်အကောင့်အသစ်ပြောင်းလိုက်ပြီးလို့ပြောပြီးအဲ့ဒီလူတွေကိုကျမစီအကုန်ပုံချပေးခဲ့တာသူတို့ရဲ့ profile ပုံနဲ့နာမည်တွေကိုကြည့်အောင်နဲ့တင်ဒီယောက်ျားလေးတွေရဲ့စီးပွားရေးအခြေအနေကတယောက်ထက်တယောက်တာနေမှန်းသိတာတယ်ကိုမကြခင်မှာတထေးကြီးတွေဝိုင်းဝိုင်းလေတော့မယ်လို့တွေးမိတာနဲ့တင်တကူလုံးချက်သီးတွေပါထလာတယ်ကျမကအမေအကြောင်းကောင်းကောင်းသိတယ်သူလေးပြည့်ရင်အကန့်အသတ်မရှိဘူးတယောက်ယောက်ကိုများအမှန်တိုင်းလွတ်သွားရင်ကျမတော့သိပြီပဲအတိအကျအဲ့ဒီအချိန်မှာပဲအေးဆက်ဆက်နဲ့စက်ရုပ်ဆန်တဲ့စနစ်ရဲ့သတိပေးတန်ကကျမရဲ့အသိစိတ်ထဲမှာမြည်လာတယ်ဂုဏ်ယူပါတယ်အင်ရှင်လေးထွားတဲ့အမေကြောင့်သမီးပါပါရမီရှင်ဖြစ်ရမယ်စနစ်နဲ့အောင်မြင်စွာချိတ်ဆက်ပြီးပါပြီအင်ရှင်ရဲ့မိခင်ဖြစ်သူပြောခဲ့သမျှလေလုံးတွေအားလုံးကိုအင်ရှင်ကလက်ခံလိုက်တာနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့လက်တွေ့ဖြစ်လာမှာဖြစ်ပါတယ်ဒီစနစ်ကအင်ရှင်ကိုတောက်ပတဲ့ကျေတပွင့်ဖြစ်အောင်နဲ့အချစ်ရေးတွေနေရာအနှံ့ပွင့်လန်းလာအောင်ကူညီပေးသွားမှာပါโอเคပဲအမေပြောထားတဲ့လေလုံးတွေကအခုတော့တကယ်သုံးဝင်လာပြီးတငယ်ချင်းအပ်ထားတာကိုနှိပ်လိုက်တော့ကားလို့ခေါ်တဲ့နိုင်ငံခြားသားကောင်လေးတယောက်ကစာပို့လာတယ်ကျွန်တော်ကနိုင်ငံကလာတဲ့ចောင်းသားပါလုံနိုင်ငံကရေးစားတယောက်ရှာချင်တာဒါပေမဲ့တစ်ဖက်လူကပြင်သစ်ဘာသာစကားကိုကျွမ်းကျင်ရမယ်အရင်ကမင်းပြင်သစ်စာနှစ်အဆင့်အထိတက်တယ်လို့ပြောဘူးတယ်အဲ့ဒါတကယ်ပဲလားအမေကတော့တကယ်ကိုလေကြီးပြည့်ရဲတာပဲဟုတ်ပါတယ်ဟုတ်တယ်ကျမရဲ့ပြင်သစ်စာကတကယ်ပဲကနှစ်အဆင့်ရောက်နေတာပါလို့ကျမဝန်ခံလိုက်တယ်တန်မင်းအမေပြောထားတဲ့လေလုံးကလက်တွေ့ဖြစ်လာပါပြီဂုဏ်ယူပါတယ်အင်ရှင်ပြင်သစ်စာခန်းနှစ်အဆင့်ကိုပိုင်ဆိုင်သွားပါပြီဘဟုတုတတွေအများကြီးကကျမရဲ့အုံနောက်ထဲကိုရုံးရင်းဆန်ခတ်ဝင်ရောက်လာတယ်အရင်ကနားမလည်နိုင်တဲ့ကောင်းကင်ဘုံကစစအုပ်လိုဖြစ်နေတဲ့ပြင်သစ်စကားလုံးတွေကအခုတော့တစ်ချက်ကြည့်လိုက်ရုံနဲ့နားလည်သွားပြီးကိုယ့်ရဲ့မိခင်ဘာသာစကားလိုဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲရှမ်းလော့ရွှေဆိုတဲ့အကောင့်ကစာပို့လာတယ်ညီမလေးအကိုမင်းတို့ကျောင်းရှိကိုရောက်နေပြီဘယ်အချိန်တန်းစင်းမှာလဲဒီလူကဘလို့ဖြစ်ပြီးကျောင်းရှိအထိတိုက်ရိုက်ရောက်လာတာလဲအမေကကျမဘယ်ကျောင်းမှာတက်နေလဲဆိုတာကိုပါသူတို့အားလုံးကိုပြောပြထားတာလားonline မှာပဲချစ်ကြမယ်ဆိုပြီးဘာလို့အပြင်မှာလာတွေ့ချင်နေရတာလဲတကယ်လို့သူကတခုခုမှားနေတာကိုသိသွားပြီးကျောင်းရှိမှာလာပြဿနာရှာရင်ကျမနောက်နောင်ကျောင်းမှာဘလို့မျက်နှာပြရတော့မလဲညီမလေးဘာလို့စောင့်ပြန်တာလဲအကိုနဲ့အပြင်မှာမတွေ့ချင်တော့လို့လားကျမလည်းမြင်းတွေကိုမြင်းရှင်လို့ကူရတော့မဲ့အခြေအနေမို့လို့ပြန်ပို့လိုက်တယ်အခုကျမအတန်းတက်နေလို့မအားသေးဘူးရှင့်နောက်တစ်ချိန်ပြီးရင်စင်းပြီးအဲ့ဒီကြမှာကျမအကိုစီလာရှာခဲ့မယ်လီရှင်းဆရာကနင့်ကိုမေးခွန်းမေးနေတယ်လေဘေးကတငယ်ချင်းကလာတော့တယ်ဒီเจ้าသူကြောက်တင်ဘုံပေါ်ကနိုင်ငံခြားဘာသာစကားကိုဘာသာပြန်ပေးနိုင်မလားဆရာကမေးတယ်ကျမဘာသာပြန်ပေးနိုင်ပါတယ်ကျမလည်းစင်ပေါ်တက်ပြီးစနစ်ရဲ့အကူအညီနဲ့နားလည်ထားတဲ့ပြင်သစ်စာတွေကိုချရေးပြီးတွက်ချက်ပြလိုက်စော့အတန်းထဲကလူတွေတက်မကဘေးကပြင်သစ်ဆရာပါအံ့ဩတကြီးကြည့်နေတယ်အတန်းထဲကចောင်းသားတွေကတီးတိုးပြောကြတယ်ဒီတယောက်ကရှောက်ပြီးဘာသာပြန်နေတာတော့မဟုတ်ပါဘူးနော်ပြေးကြတာပေါ့နိုင်ငံခြားသားဆရာမျက်နှာပြတ်သွားတာမမြင်ဘူးလားဒါကနိုင်ငံခြားသားဆရာစိတ်ကြိုက်ထုတ်ထားတဲ့မေးခွန်းလေးဒါပေမဲ့လီရှင်းကအကုန်မှန်တိုင်းဖြေနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲနိုင်ငံခြားသားဆရာကလေတံဝဲဝဲနဲ့ပြင်သစ်စကားတစ်ခုကိုရုတ်တရက်ပြောလိုက်တယ်ကျမကလည်းပါးစပ်ဟလိုက်တာနဲ့တူညီတဲ့ပြင်သစ်စကားလုံးတွေနဲ့ချက်ချင်းပြန်ပြောလိုက်တယ်စင်ပေါ်မှာကျမနဲ့ဆရာကပြင်သစ်လိုအပြန်အလှန်ကျွမ်းကျင်ပြောနေကြတာကိုအတန်းတစ်ခုလုံးကကျောင်းသားတွေအံ့ဩလွန်းလို့အကြတန်တောင်မကြားရအောင်တိတ်ဆိတ်သွားကြတယ်မဟုတ်တော့ဘူးသူတကယ်တက်တာလားသူလျှောက်ပြောနေတာထင်နေတာတကယ်ကြီးဖြစ်နေတာပဲသူ့ရဲ့ပြင်သစ်စာကနိုင်ငံခြားသားဆရာထက်တောင်ပိုပြီးစံချိန်မီနေတယ်လို့ပဲသူဆရာနဲ့ပြောနေတာတွေကိုငါတလုံးမှနားမလည်ဘူးဒါကငါတို့အဆင့်ထက်အများကြီးတာလွန်တဲ့အဆင့်မြင့်တရားတွေပဲဆရာကပြောလိုက်တယ်ဒီနေ့ကစပြီးလီရှင်းကျောင်းသူကငါတန်းမှာစိတ်ကြိုက်လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်ငါပေးတဲ့အင်စာတွေကိုလည်းလုပ်เสียရမလို့တော့ပါဘူးโอเคပဲကောင်းလိုက်တာနောက်ဆိုရင်အတန်းတက်ချင်တက်မယ်မတက်ချင်မတက်ဘူးငါစိတ်ကြိုက်ပဲဒီနေ့ပြင်သစ်စာအတန်းတွေကလီရှင်းကတကယ်ကိုတော်တာပဲနော်ပြင်သစ်လိုဒီလောက်ကောင်းကောင်းပြောနိုင်တာဟောက်ရန်ငါမက်မိတလောက်တော့လီရှင်းကနင်းနောက်ကိုလိုက်နေတာကြပြီမလားသူကနင်းအတွက်ကြောင့်လည်းပဲပြင်သစ်စာကိုအသေးလဲတင်ခဲ့တာမဟုတ်ဘူးလားဟောက်ရန်ကစဉ်းစားပြီးလီရှင်းကငါ့ကိုနှစ်တွေအများကြီးကြိုက်ခဲ့တာကျင်းဟွာတက္ကသိုလ်တက်မဲ့အခွင့်အရေးကိုတောင်ဆွန့်လွတ်ပြီးငါနဲ့ကျောင်းတစ်ခုတည်းတူအောင်တမင်လိုက်တက်ခဲ့တာဒါပေမဲ့တက္ကသိုလ်တက်ပြီးကလေးကသူကရုတ်တရက်လူတယောက်လိုပြောင်းလဲသွားပြီးငါအနားမှာဝဲမနေတော့ဘူးပွဲလန်းတပင်တွေဆိုရင်လည်းလက်ဆောင်တွေမပေးတော့ဘူးငါကတော့သူလက်လျှော့သွားပြီးထင်နေတာသူကဟန်ဆောင်နေတာပဲပြင်သစ်စာကိုအစွမ်းကုန်တင်ယူပြနေတာကငါရဲ့အာယုံဆိုင်မှုကိုရချင်လို့ပဲတကယ်ကိုကလေးဆန်လွန်းနေခဏနေရင်ငါသူ့စီစာပို့ပြီးတေးသေးချာချာပြောပြရမယ်သူ့ကိုဒီလိုအဓိပ္ပာယ်မရှိတဲ့အလုပ်တွေဆက်မလုပ်ခိုင်းတော့ဘူးဟိုမှာပြင်သစ်စာနဲ့သမီးလေးမလားကြည့်ရတာတော်တော်အလောတကြီးဖြစ်နေပုံပဲတွေ့တော့ရှိခိုက်မျက်နှာချင်းဆိုင်ပြီးတေးသေးချာချာပြောလိုက်တော့ဟောင်းရန်ကလီရှင်းရှိပိတ်ရက်ပြီးနေမှာကိစ္စရှိလို့လဲလို့မေးတယ်လီရှင်းကကျမမှာတကယ်ကိစ္စရှိတယ်လို့ပြောတော့ဟောင်းရန်ကကြားဖြတ်ပြီးနေနောက်ငါအတွက်ကြောင့်နဲ့ဒီလိုထူးထူးဆန်းဆန်းကိစ္စတွေမလုပ်ဖို့ငါမျှော်လင့်တယ်ဥပမာဒီနေ့ပြင်သစ်စာအတန်းထဲကအမူအရာမျိုးပေါ့
နင်ဒီလိုလုပ်တာကငါရဲ့အာယုံဆိုင်မှုကိုရချင်လို့ဆိုတာငါနားလေပါတယ်ဒါပေမဲ့ငါနဲ့အပေါ်ဘာမှမခံစားရဘူးနင်းရင်ချက်စမ်းပါငါ့အပေါ်စိတ်မလီပါနဲ့တော့ဘေးကလူတွေကတီးတိုးပြောကြတယ်ကျောင်းသားကောင်းဆောင်ကလူပုံလယ်မှာညင်းလိုက်တာပဲဒါကတော်တော်ရှက်စရာကောင်းတာပဲလီရှင်းကမျက်မှောင်ကုပ်ပြီးနင်းခဏနေဦးငါပြင်သစ္စာတင်တာကနင်းရဲ့အာယုံဆိုင်မှုကိုရချင်လို့ဘသူပြောလဲဘေးကလီရှင်းရဲ့တငယ်ချင်းကလည်းဝင်ပြောတယ်ကျောင်းလူချောလေးငါတငယ်ချင်းပြင်သစ္စာတင်တာကနင်းအတွက်ကြောင့်မဟုတ်ဘူးဟဲ့သူအခုပြင်သစ်နိုင်ငံကလာတဲ့ကျောင်းသားလေးနဲ့တွဲနေတာသူရေးစားအတွက်ကြောင့်တမင်တင်တာအတန်းထဲမှာသူတို့စကားပြောနေတဲ့စာတွေကိုငါကိုယ်တိုင်မြင်ခဲ့တယ်ဟောက်ရန်ရဲ့တငယ်ချင်းကဘာစာလဲအကြောင်းပြချက်ပေးနေတာပဲမလားသူငါတို့ဟောက်ရန်နောက်ကိုနှစ်တွေအများကြီးလိုက်လာတာသူအခုရေးစားရသွားပြီဆိုတာဘသူကယုံပါလဲနင်တို့ကရန်ဖြစ်ချင်တာလားကျမစိတ်ထဲကနေကြည့်ရတာတော့ဒီကောင်ကတော်တော်လေးကိုထင်ကြီးနေတာပဲတကယ်ကိုအမြင်ကက်စရာပဲလို့တွေးနေတော့ဟာဟာရာရီကြီးပါလားဒီကားတစ်စီးရဲ့တန်ဖိုးက3000ကျော်ရွမ်တန်းချီတန်တာမလားတထေးကြီးပဲအစ်စ်မှန်တထေးကြီးပဲအရန်ချောတာပဲကားပေါ်ကဆင်းလာတဲ့လူငယ်ကပြုံးပြီးဟယ်လိုလီရှင်းကျောင်းသူညီမလေးကိုအကြာကြီးဆောင်ခိုင်းမိသွားပြီးအခုနာမည်ကရှင်းရှင်းတော့ရွှေပါတွေ့ရတာဝမ်းသာပါတယ်လို့ပြောလိုက်တယ်ကျမစိတ်ထဲမှာငါထင်ထားတာနဲ့လုံးဝမတူဘူးဒါကအရန်ချောတော့နေမဟုတ်ဘူးလားမြင့်မြတ်ပြီးအထက်တန်းကြတဲ့အဖြစ်ပြောစရာမရှိတဲ့အမှုပညာပစ္စည်းတစ်ခုလိုပဲလို့တွေးနေမိတယ်ဟောက်ရန်လဲကြည့်ပြီးငငယ်ကလေးကငါကလူတိုင်းဝိုင်းဝန်းမြောက်ပင်တာခံရတဲ့ចောင်းသားကောင်းဆောင်ဒါပေမဲ့ဒီယောက်ျားလေးရှိမှရက်နေရတာကငါကငါတိမ်ငယ်စိတ်တောင်ဝင်လာမိတယ်လို့တွေးနေတယ်ရှင်းရှင်းတော့ရွှေကလီရှင်းကိုဖက်ပြီးအချစ်လေးဒီနေ့ဘာလို့ចောင်းစင်းတာဒီလောက်နောက်ကျနေရတာလဲကိုဗိုက်စာနေပြီးထမင်းသွားစားကြစို့ဟုတ်ကဲ့သွားကြစို့ကျမလည်းကားပေါ်တက်ပြီးလူတိုင်းကြားနိုင်လောက်တဲ့အတန်နဲ့ပြောလိုက်တယ်အချစ်လေးကျမကိုမာလာဟင်းသွားကြွေးမလားရတာပေါ့ကိုတို့အမြဲသွားနေကြလမ်းဘေးဆိုင်လေးကိုပဲသွားကြစို့အချစ်လေးကကျမပေါ်တကယ်ကောင်းတာပဲဘေးကလူတွေကအံ့ဩကုန်ကြတယ်ဘာချီနေကြီးလဲဟာရာရီမောင်းနဲ့စူပါအချောစားတထေးသားကြီးကလီရှင်းနဲ့ချစ်သူတွေဖြစ်နေတာလားဒါတွေမကဘူးနေတိုင်းကားမောင်းပြီးကျောင်းလာကြုံနေတာကိုလူတွေနဲ့မစုံမိကြလို့ပဲဟောက်ရန်လဲကြောင်အန်းသွားပြီးတကယ်တော့သူငါအတွက်ကြောင့်လုပ်နေတာမဟုတ်ဘူးပဲသူကငါထက်အများကြီးတာလွန်တဲ့လူနဲ့တွေ့နေတာပဲတကယ်တော့အရာအလုံးကငါနဲ့မသက်ဆိုင်ဘူးဟောက်ရန်နင်းကကိုအထင်ကြီးနေတာကားပေါ်ရောက်တော့အဲ့ဒီလူကပြောတယ်ညီမလေးရဲ့လူကိုယ်တိုင်ကအင်တာနက်ပေါ်ကနေနည်းနည်းကွဲပြားနေတယ်လို့ပဲအွန်လိုင်းမှာတော့စကားတွေတက်ဆက်ပြောနိုင်ပြီးတော့ဘာလို့အပြင်မှာတွေ့တော့ရှက်နေရတာလဲလီရှင်းကတကယ်တော့ကျမကလူကြောက်တက်လို့ပါအထူးသဖြင့်လူချောတွေနဲ့တွေ့ရင်ဘာပြောရမှန်းမသိတော့ဘူးလို့ဖြစ်ရင်းစိတ်ထဲကနေအဓိကအင်တာနက်မှာကိုနဲ့စကားပြောနေတာကကျမမဟုတ်ပဲအမေဖြစ်နေလို့လေလို့တွေးနေတယ်လီရှင်းကဆက်ပြောတယ်ဒါနဲ့အကိုရဲ့လူကိုယ်တိုင်ကလည်းဝီချက်ထဲကနေမတူဘူးနော်ညီမလေးကအကိုရဲ့နာမည်နဲ့ profile ပုံကိုပြောတာမလားအခုခေတ်ကစန့်ကျင်ဘက်ပုံစံလောက်တာခစ်စားနေတာလေအတီပြောရရင်တော့အကိုစောစောကအဝေးကနေအကြာကြီးစောင့်ကြည့်နေတာညီမလေးကစောစောကကောင်လေးကိုတော်တော်လေးစိတ်မရှိဖြစ်နေပုံရလို့အကိုကညီမလေးအဲ့ဒီပြဿနာကနေလုံးထွက်နိုင်အောင်ဇလန်းတစ်ပုတ်ဝင်ခင်းပေးလိုက်တာဒါနဲ့အကိုကအခုပဲညီမလေးကိုကူညီပေးခဲ့တယ်မလားအခုညီမလေးကအကိုကိုပြန်ကူညီပေးဖို့အလှည့်ကြပြီးပထမဆုံးတရားဝင်မိတ်ဆက်ပေးပါရစေအကိုနာမည်ကရှန်ရက်ပါအသက်24နှစ်အခုအဖေရဲ့အရှန်ဆုံးဦးတီထွင်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းမှာအလုပ်လုပ်နေတယ်ကျမစိတ်ထဲကနေရှန်ဆုံးဦးတီထွင်ရင်းနှီးမြှုပ်နှံမှုဆိုတာကမ္ဘာထိပ်သီးရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း10ခုတည်းကတစ်ခုပဲလေရှန်ပင်းကျွင်းကအသက်ကြီးမှဒီသားကိုရခဲ့တာမို့လို့အဲ့ဒီတုန်းကသတင်းတွေထဲမှာတောင်ပါခဲ့သေးတယ်လူတိုင်းကရှန်ရန်ကိုတမိုင်းမှာအသက်ငယ်ဆုံးကုတွေတသိန်းတန်ပတ်စကောဖြစ်လာလိမ့်မယ်လို့ခန့်မှန်းထားကြတာဒါကတကယ်ကိုစူပါတထေးသားလေးပဲလို့တွေးလိုက်တယ်ကျမနာမည်ကလီရှင်းပါယခုနှစ်မှအသက်20ရှိပါသေးတယ်အခုမိန်းဟိုင်တက္ကသိုလ်မှာတက်နေတာပါဒါတွေကတော့ညီမလေးဝီချက်မှာအကိုကိုပြောပြပူပါတယ်အခုအကိုအပွင့်လင်းဆုံးပဲပြောတော့မယ်အကိုမိသားစုကအကိုကိုအမြဲတမ်းအိမ်အောင်ပြုဖို့အတင်းကျပ်တွန်းအားပေးနေတယ်ဒါပေမဲ့အကိုကအခုအိမ်အောင်ပြုဖို့နေနေသာသာရေးစားတောင်မထားချင်သေးဘူးဒါကိုသူတို့ကရချားဆိုသလိုအတင်းအောင်သွဲပေးနေလို့အကိုစိတ်ပြက်လာပြီးဒါကြောင့်စောစောကအကိုတိုက်ရိုက်ပဲရေးစားရှိတယ်လို့လုပ်လိုက်တာညီမလေးနဲ့အကိုကအွန်လိုင်းမှာစကားပြောရတာအဆင်ပြေတယ်မလားညီမလေးကအကိုရဲ့ရေးစားအဖြစ်ဟန်ဆောင်ပေးပြီးအကိုမိသားစုကိုရင်ဆိုင်ပေးပါစိတ်ချပါအဆင်ပြေသွားရင်ညီမလေးဘာစုလက်ပဲလိုချင်အကိုပေးပါမယ်အဆန်ကပြဿနာမဟုတ်ဘူးအစင်တန်းရှိတဲ့အလုပ်အကင်လိုချင်ရင်လည်းအကိုစီစဉ်ပေးနိုင်တယ်လီရှင်းကစဉ်းစားတယ်ရှန်ဖိုးကြီးကအငိမ့်စားယူတော့မှဆိုတော့တားရဲ့အိမ်အောင်ရေးကိုစိတ်ပူနေတာနေမှာစောစောကသူလဲဟောက်ရန်ဆိုတဲ့ပြဿနာကောင်ကိုဖယ်ရှားပေးခဲ့တာဆိုတော့သူ့ကိုကူညီပေးလိုက်ပါဦးမယ်โอเคလေးဒါဆိုကျမစမ်းကြည့်ပေးပါမယ်ဒါပေမဲ့ကြိုပြောထားမယ်နော်တကယ်လို့ဇလန်းပြတ်သွားရင်ကျမကိုအပြစ်မတင်နဲ့စိတ်ချပါညီမလေးအရင်ကြီးလုပ်ယူနေစရာမလိုဘူးတဘာဝကြလေးကောင်းနေပဲဒီနေ့ပဲအကိုနဲ့အိမ်ကိုလိုက်ခဲ့ပါအဖေနဲ့အမေကိုစောစောတွေ့ပေးလိုက်ရင်အကိုလည်းအေးအေးဆေးဆေးနေရတော့မယ်ဒါဆိုကျမအကိုမိဘတွေနဲ့တွေ့ရင်ဘာတွေပြောရမှာလဲကြိုတင်ပြီးပြင်ဆင်စရာမလိုဘူးလားလုံးဝမလိုဘူးညီမလေးဝီချက်မှာအကိုကိုဘယ်လိုပြောခဲ့လဲခဏနေအကိုမိဘတွေနဲ့တွေ့ရင်လည်းအဲ့ဒီအတိုင်းပဲပြောလိုက်ပေါ့နေဦးကျမတို့အရင်ကစာတွေကိုပြန်ဖတ်ကြည့်ရအောင်မယ်ဘာတွေပြောထားလဲဆိုတာပြန်စဉ်းစားရအောင်အားမထုတ်ပါနဲ့တော့အကိုပဲညီမလေးကိုကူပြီးတတိယအောင်လုပ်ပေးမယ်ညီမလေးအရင်ကအကိုကိုပြောဘူးတယ်မလားညီမလေးကအနာဂတ်ရဲ့အလားအလာအရှိဆုံးစီးပွားရေးလုပ်ငန်းတွေကိုကြိုတင်ခံမှန်းနိုင်နေဆိုတာနောက်ဆုံးတော့အချိန်ရောက်လာပြီးအမေမှုတ်ထားတဲ့လေလုံးတွေကိုကျမကတော့ဝန်ခံရတော့မှာပဲဟုတ်ပါတယ်ကျမတကယ်ပဲအနာဂတ်ရဲ့အလားအလာရှိတဲ့လုပ်ငန်းတွေကိုကြိုတင်ခံမှန်းနိုင်ပါတယ်တန်းကုန်ယူပါတယ်အရှင်အမျက်ဆုံးမြင်ကွင်းစွမ်းရည်ကိုရရှိပါပြီ
အနာဂတ်ရဲ့အလားအလာရှိတဲ့လုပ်ငန်းအားလုံးကိုကြိုတင်ခံမှန်းနိုင်ပြီးအမြတ်ဆုံးအများကြီးရမယ့်ရင်းနှီးမြှုပ်နှံမှုတွေကိုကြိုတင်စုပ်ကိုင်နိုင်ပါပြီ။ရှန်ယန်ကညီမလေးကရင်းနှီးမြှုပ်နှံမှုအကြောင်းဒီလောက်နားလည်ရဲဆိုတော့ခဏနေရင်အဖေတို့နဲ့တွေ့ရင်အဲ့ဒီအကြောင်းပဲပြောပေါ့။ဒါနဲ့ညီမလေးအကိုကိုပြောခုတာတခုရှိသေးတယ်။ရှင်းအောင်ပစ္စည်းတွေရဲ့အစစ်အမှန်ကိုတစ်ချက်ကြည့်အောင်နဲ့ခွဲခြားနိုင်တယ်ဆိုတာလီရှင်းစိတ်ထဲကနေကြည့်ရတာငါအမေမှုတ်ထားတဲ့လေလုံးတွေကတော်တော်မနှဲဘူးပဲလို့တွေးပြီးဟုတ်ပါတယ်။ကျမတကယ်ပဲရှင်းအောင်ပစ္စည်းတွေရဲ့အစစ်အမှန်ကိုတစ်ချက်ကြည့်အောင်နဲ့ခွဲခြားနိုင်ပါတယ်လို့ဝန်ခံလိုက်တယ်။ရှန်ယန်ကလီရှင်းကိုကြည့်ပြီးစိတ်ထဲကနေဒီကောင်မလေးကငါရှိမှတယ်လေလုံးထွားနေတာကိုမျက်နှာတောင်မပြတ်ဘူးတကယ်ကိုလူတော်ပဲလို့တွေးနေတယ်တန်ကုန်ယူပါတယ်အရှင်ရှင်းအောင်ပစ္စည်းခွဲခြားနိုင်တော့မျက်လုံးစွမ်းရည်ကိုရရှိပါပြီရှင်းအောင်ပစ္စည်းအားလုံးရဲ့အစစ်အမှန်ကိုခွဲခြားနိုင်ပါပြီရှန်ယန်ကဆက်တွေးနေတယ်အဖေနဲ့အမေသာသူကတာမန်တက္ကသိုလ်ကျောင်းသူတယောက်နဲ့တွဲနေတာကိုသိရင်ချက်ချင်းသတိလစ်သွားမလားပဲပိုပြီးအရေးကြီးတာကဒီရေးစားကအကြီးမားဆုံးအားနည်းချက်တစ်ခုရှိတယ်လေကြီးလွန်းတာပဲအဖေတို့ကငါ့ကိုရေးစားထားဖို့အတင်းပြောနေတာမလားအခုငါလေလုံးကြီးရဲ့ရေးစားတယောက်ကိုအိမ်ခေါ်လာပြလိုက်မယ်အဖေကရှင်းအောင်ပစ္စည်းတွေနဲ့စာပကြီးတွေစုဆောင်းရတာဝါသနာပါတော့ညီမလေးရဲ့စွမ်းရည်ကအသုံးတဲ့မှာပါဒီလိုမိန်းကလေးမျိုးတွေကိုငါအများကြီးတွေ့ပူပါတယ်ဘာမဆိုသိတယ်လို့နဲ့ပါဇက်ကပဲလေလုံးထွားနေကြတာအိမ်ရောက်ရင်တော့သူ့အမှန်တိုင်းပေါ်လာမှာပဲအဖေရှိမှရင်းနှီးမြှုပ်နှံမှုနဲ့ရှင်းအောင်ပစ္စည်းအကြောင်းပြောခိုင်းရမယ်အဖေနဲ့အမေမျက်နှာပြတ်သွားမဲ့ပုံရိပ်ကိုကြည့်ဖို့ငါမစောင့်နိုင်တော့ဘူးသွားကြဆိုရှန်ရန်သားပြန်လာပြီလားဒါကဘာတူလဲရှန်ရန်ရဲ့မိခင်ကမေးတယ်မေမေဒါကတားရဲ့ရေးစားလေးရှင်းပါအဲ့ဒီအချိန်မှာအိမ်ခန်းထဲကမိန်းကလေးတယောက်ကမတ်တက်ရက်ပြီးရှန်ရန်နေဘယ်တော့မှရေးစားရသွားတာလဲငါဘာလို့မသိရတာလဲလို့မေးတယ်ရှန်ရန်ကမျက်မှောင်ကုပ်ပြီးကြောက်ကြားရီနေဘာဖြစ်နေတာလဲငါနင့်ကိုဘယ်နှခါပြောရမလဲရှန်ရန်ဆိုတာငါမိဘတွေပဲခေါ်ပိုင်ခွင့်ရှိတာနင်ငါ့ကိုဒီလိုခေါ်ဖို့အရေးချင်းမရှိဘူးရှန်ရန်မေမေသားကိုပြောရအောင်မယ်ရေးစားခေါ်လာတာဒီလောက်ကိစ္စကြီးတာကိုဘာလို့ကြုံမပြောရတာလဲရှန်ရန်အမေကလီရှင်းကိုလှည့်ကြည့်ပြီးသမီးလေးသမီးနာမည်ကဘသူလဲဦးနဲ့အန်တီမင်္ဂလာပါရှင်ကျမနာမည်ကလီရှင်းပါယခုနှစ်မှာအသက်20ရှိပါပြီအခုမင်းဟိုင်တက္ကသိုလ်ရဲ့ရေထွက်ပစ္စည်းမွေးမြူရေးရေလုပ်ငန်းဘာသာရပ်မှာတက်နေပါတယ်ကြောက်ကြားကြီးကချက်ချင်းကြားဖြတ်ပြောတယ်ဒီဘာသာရပ်ကိုငါသိတယ်ငါတို့အိမ်ကအင်ကူရဲ့သမီးလဲဒီဘာသာရပ်ပဲတက်တာအခုဈေးထဲမှာပင်လယ်စာရောင်းနေတယ်လေသူမကစိတ်ထဲကနေရှန်ဦးကဒါကိုလုံးဝဂရုစိုက်မှာမဟုတ်ဘူးပင်လယ်စာရောင်းတဲ့သူကငါနဲ့လာပြိုင်ချင်သေးတယ်ပေါ့တန်ပူလုံးရရမယ်ငါကိုငါကောင်းကောင်းပြသရတော့မယ်လို့တွေးလိုက်တယ်ကြောက်ကြားကြီးကရှန်ဖေကိုလှည့်ပြီးဦးကရှင်းအောင်ပစ္စည်းတွေစုဆောင်းရတာဝါသနာပါမန်းသမီးတီလို့ဒီနေ့ဦးအတွက်လက်ဆောင်တစ်ခုယူလာခဲ့ပါတယ်ဦးဒါကသမီးနိုင်ငံသားကရှင်းအောင်ပစ္စည်းစုဆောင်းသူတယောက်စီကနေဝယ်လာခဲ့တဲ့ဟန်မင်းဆက်ခေသုံးရုပ်စိတ်ချင်းဒီဖလားကြီးပါဦးအလှပြဖို့အတွက်လက်ဆောင်ပေးတာပါရှန်ဖေမျက်လုံးတောက်ပသွားတယ်ဟန်မင်းဆက်ခေချင်းဒီဖလားဆိုတာအတွေ့ရနေတဲ့ဟန်သမီးကြောင့်ဒီလက်ဆောင်ကအရန်တန်ဖိုးကြီးလုံးပါတယ်ဦးအားနာမနေပါနဲ့ဒီပစ္စည်းကဦးစီမှာရှိမှတန်ဖိုးရှိမှာပါကောင်းပြီဒါဆိုရင်လေဦးအားမနာတော့ဘူးနောက်ခါကျရင်သမီးရဲ့အဖေကိုပါခေါ်ခဲ့အောင်ငါတို့တူတူဆောင်ကြတာပေါ့ကြောက်ကြားကြီးကလီရှင်းကိုကြည့်ပြီးသမီးလေးနဲ့ရဲ့ကန်ကဒီနေ့တော်တော်ကောင်းတယ်နော်အနာကိုတိုးပြီးတေးချကြည့်ထားလိုက်အောင်ဒီလိုပိုးတန်ရတနာမျိုးကိုနင်းနောက်နောင်မြင်ရဖို့ခွင့်ရရှိချင်မှရှိမှာလို့မော်ကွန်းကပ်ပြီးပြောလိုက်တယ်လီရှင်းကအခုလေးတင်ရှင်းအောင်ပစ္စည်းခွဲခြားနိုင်သောမျက်လုံးကိုရထားတာဆိုတော့စမ်းကြည့်ချင်နေတာဒါဆိုရင်တော့ကျမလည်းဦးရဲ့ကျေးဇူးကြောင့်ဒီရတနာကိုကောင်းကောင်းကြည့်ကြည့်ပါရစေအောင်မယ်လို့ပြောပြီးပစ္စည်းကိုတေးချကြည့်လိုက်တယ်လီရှင်းကခေါင်းခါပြီးအမရဲ့ဒီပစ္စည်းကဂျင်းနီခေတ်ကပစ္စည်းမဟုတ်ပုံရဘူးနော်အခုခေတ်လုပ်ထားတဲ့အတူဖြစ်ရမယ်လို့ပြောလိုက်တယ်ကြောက်ကြားကြီးကဒေါသတကြီးနဲ့တင်ပါကိုကြည့်ပြီးဒါကအခုခေတ်အတူလို့ပြောတာလေလီရှင်းကတီတီငိမ့်ငိမ့်ပဲရှင်းပြတယ်ဒီစိတ်ချိုရဲ့အစင်တန်စာတွေကိုကြည့်ပါလေးစားနဲ့ထွင်းထားတဲ့အရာတွေကတော်တော်ထင်ရှားနေတယ်။တစ်ခုလုံးရဲ့မျက်နှာပြင်ကလည်းမီးရှို့ပြီးအဟောင်းဖြစ်အောင်တမင်လုပ်ထားတာ။ကျမရဲ့ကနဦးသုံးသက်ချက်အရာဆိုရင်ဒါကကွန်ပျူတာနဲ့ပုံစံထုတ်ဆက်နဲ့ထွင်းပြီးတော့ကြောင်းပုံတွေနဲ့အမြောက်များထုတ်လုပ်ထားတဲ့အခုခေတ်လက်မှုအမှုပညာပစ္စည်းပဲဖြစ်ပါတယ်။လက်ကားဈေးကွက်မှာဆိုရင်ရွမ်20တောင်မတန်ဘူးရှင်နင်းစကားကိုဆင်ခြင်ပြီးပြောပါ။ဒီဖလားကိုငါရွမ်သိန်းချီပေးပြီးဝယ်ထားတာနင်ကငါ့ကိုရွမ်20တောင်မတန်ဘူးလို့ပြောရဲတယ်ပေါ့။နင်ဘာမှမသိပဲရှောက်မပြောနဲ့ကြောက်ကြားကြီးကအော်ပြီးသူ့စကားကိုမယုံနဲ့သူကဘာမှမသိတဲ့တက္ကသိုလ်ကျောင်းသူလေးတက်တက်ပါလီရှင်းကပြုံးပြီးအမစိတ်3កောင်နဲ့ဝင်ပလွေတကောင်ဆိုတဲ့ကာတွန်းကိုကြည့်ဘူးလားဗာလဲနင်ဒီချင်းဒီဖလားဘောကစိတ်3កောင်ကိုတေချာကြည့်လိုက်ပါအဲ့ဒီကာတွန်းတွေကစိတ်3កောင်နဲ့တူမနေဘူးလားရှန်အဖေကမှန်ဘလူးနဲ့တေချာကြည့်ပြီးတကယ်ကြီးတူနေတာပဲလို့ပြောလိုက်တော့ကြောက်ကြားကြီးမျက်နှာဖြူရော်သွားတယ်ရှန်အဖေကဖလားကိုချလိုက်ပြီးသမီးကြောက်သမီးရဲ့စေတနာကိုလက်ခံပါတယ်ဒါပေမဲ့ဒီပစ္စည်းကိုတော့ထားလိုက်ပါတော့ကြောက်ကြားကြီးကတုံတုံရင်ရင်နဲ့သမီးတောင်းပန်ပါတယ်ဒါကအတူမှန်သမီးတကယ်မသိခဲ့လို့ပါရပါတယ်သမီးကိုအပြစ်မတင်ပါဘူးဘာလို့လဲဆိုတော့သမီးမအဲ့ဒီကာတွန်းကိုမကြည့်ဘူးတာပဲဥစ္စာရှန်အဖေကလီရှင်းကိုသဘောကျသွားပြီးသမီးလေးလီရှင်းသမီးကရှင်းအောင်ပစ္စည်းအကြောင်းနားလည်တယ်ဆိုတော့ဒီမှာရှိတဲ့ပစ္စည်းတွေကိုလည်းကူပြီးကြည့်ပေးပါအောင်လို့ပြောပြီးသူ့ရဲ့စုဆောင်းမှုအချို့ကိုထုတ်ပြတယ်လီရှင်းကတစ်ချက်ကြည့်ပြီးဒါကကျုံးဟန်တိုင်းအစ်စ်ပါဒါကတော့ယုံလီဟုံပန်းပွင့်ပုံစံပကံလုံးကြီးပါဦးရဲ့စာဖတ်ခန်းထဲမှာထားရင်အလွန်တင့်တော်ပါတယ်အမြင်ဆူရှားလာကြည်လားဒါဆိုဒါကတော့ဆရာတော်တွေရဲ့မနုလာအုပ်ထုပ်ပေါ်ကအဆောင်ရောင်ပစ္စည်းမောက်ကြံပါပေါ်မှာထွင်းထားတာက9000နန်းပုံရိပ်ပါရှင်ဟုတ်ပါရော့ဒါကိုပါသိတယ်လားတော်လိုက်တာသမီးလေးရဲ့ရှန်ရန်ကဘေးကနေကြည့်ပြီးအံ့ဩနေမိတယ်ဟင်းဒီလိုခွဲခြားပြသမှုတွေသူတကယ်ကြီးနားလေတာပဲနေဦးသူ
သူအရင်ကအင်တာနက်ပေါ်မှာမှုတ်ထားတဲ့လေလုံးတွေကအကုန်စစ်မှန်တွေဖြစ်နေတာလားရှန်ဖေကအိတ်ကမ်းမှာထိုင်လိုက်ပြီးငါတို့ရှန်စုံဦးတီထွင်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းနဲ့ကြောက်မိသားစုကမဟာမိတ်တွေပဲဒီနေ့သမီးကြောက်လာတာကငါတို့နဲ့အတူ project အသစ်တစ်ခုမှာပူးပေါင်းရင်းနှီးမြှုပ်နှံခြင်းလို့ပဲဒီရှင်းလေးလေးရောက်နေတာဆိုတော့အတူတူဆွေးနွေးကြတာပေါ့ဒီလုပ်ငန်းကတကယ်ပဲအလားအလာရှိမရှိဆိုတာကိုပေါ့ကြောက်ကြားရီကအခွင့်အရေးရတော့ဝင်ပြောတယ်ရှန်ဦးသမီးတို့ဟော်ရာအုပ်စုကအစစ်မြင့်မိတ်ကပ်နဲ့အရေးပြားထိမ့်သိမ့်မှုလောကတွေကိုဝင်ရောက်ဖို့စီစဉ်နေပါတယ်အဓိကကတော့ဈေးကြီးတဲ့စကင်ကဲတွေနေရာမှာအစားထိုးနိုင်မဲ့အလှကုန်3အပ်ကိုအဓိကထုတ်လုပ်မှာပါပထမအဆင့်ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်ကရွန်တန်း100ဖြစ်ပြီးသမီးကဦးအတွက်90%သောရှယ်ယာတွေကိုတမင်ချန်ထားပေးတာပါအခုခေတ်မိန်းကလေးတွေကအရေးပြားထိမ့်သိမ့်မှုအပေါ်လိုအပ်ချက်အများမြင့်မားကြတာမို့ဒီလိုအစားထိုးထုတ်ကုန်ကသူတို့ရဲ့လိုအပ်ချက်ကိုကွက်တိဖြည့်ဆည်းပေးနိုင်မှာဖြစ်လို့တေချာပေါ့စီးပွားရေးကအမြတ်ပဲရမှာပါလီရှင်းရဲ့မျိုးလုံးထဲမှာတော့စနစ်ရဲ့အချက်လက်တွေပေါ်လာတယ်ဘတ်ဂျက်ခွဲဝေမှုမမျှတခြင်းအဓိကမရှိခြင်းဈေးကွက်ကအချိန်တော်ကြာကလေးကပြည့်နေနေခြင်းဒီ project ထဲကိုပတ်စံထည့်ရင်ရေထဲမျောသွားမှာဖြစ်သည်လီရှင်းကဝင်ပြောလိုက်တယ်ဈေးကြီးတဲ့ထုတ်ကုန်တွေနေရာမှာအစားထိုးဖို့လမ်းစဉ်ကိုတုံးပြီးရွန်တန်း100တောင်ရင်းနှီးမြှုပ်နှံမယ်ဟုတ်လားကြောက်အမနေတကယ်ပြောနေတာလားကြောက်ကြားရီကဒေါသထွက်သွားတယ်နင်ပါတိလို့လဲငါကနမေကြီးတက္ကသိုလ်ရဲ့အလှကုန်စီမံခန့်ခွဲမှုဘာသာရပ်နဲ့ပွဲရထားတာအလှကုန်လောကထဲမှာ2နှစ်လောက်ကျင်လည်ခဲ့တာနင်လိုရေထွက်ပစ္စည်းမွေးမြူရေးတက်နေတဲ့သူကဘာဖော်မြူလာအကြောင်းသိမှလဲဘာပရီမီယံအကြောင်းသိမှလဲငါဖမ်းဆုပ်ထားတဲ့ဒီခွင့်လန်းကလုံးဝမမှားဘူးနင်ဘာမှမသိပဲဒီမှာရှောက်မပြောနဲ့ငါတို့အလုပ်ကိစ္စပြောနေတာကိုမနှောက်ယှက်နဲ့ရှန်ဖေကလီရှင်းကိုကြည့်ပြီးသမီးလေးလီရှင်းသမီးမှာအမြင်မတူတာရှိရင်လည်းပြောပြပါဦးအားလုံးကကိုယ့်မြင်ကိုပွင့်ပွင့်လင်းလင်းပြောကြတာပဲလေဒီ make up project မှာဘာပြဿနာတွေရှိနေတယ်လို့သမီးထင်လို့လဲလီရှင်းကတင်းငိမ်စွာနဲ့ဒီ project ကကြည့်ရရင်တော့မိန်းကလေးတွေရဲ့စိတ်ပညာကိုကွက်တိဖမ်းဆုပ်နိုင်တယ်လို့ထင်ရပေမဲ့တကယ်တော့လဟာပြင်တွေနဲ့ပြည့်နေတာပါပတ်စံထည့်လိုက်ရင်ရေထဲမျောသွားမှာသိကြပါတယ်ကြောက်ကြားရီကထအော်တယ်နင်းရှောက်မပြောနဲ့ငါတို့ project ကကျွမ်းကျင်ပညာရှင်အဖွဲ့နဲ့တေချာသုံးသပ်ထားတာဘယ်လိုလုပ်ရည်နဲ့မျောမှာလဲနင်သက်တေပြဆန်းလီရှင်းကလက်ချောင်းလေးတွေကိုတစ်ချောင်းချင်းထောင်ပြီးရှင်းပြတယ်ပထမအချက်နင်တို့မှာကိုယ်ပိုင်အဓိကဖော်မြူလာမရှိဘူးနင်တို့ပြောနေတဲ့အရေးပြားထိမ့်သိမ့်နဲ့ပါဝင်ပစ္စည်းဆိုတာတာမန်တက်တက်ပဲပရီမီယံစားထိုးလို့ပြောဖို့လုံးဝမမှားဘူးလားဒုတိယအချက်ရွမ်တန်း100ရင်းနှီးမြှုပ်နှံမှုမှာကြော်ညာခနဲ့လမ်းကြောင်းခတွေတင်ဘတ်ဂျက်ရဲ့တဝက်ကိုယူထားတဲ့သူတေသနာ R&D လုပ်ဖို့ပတ်စံလုံးဝမကြံတော့ဘူးတတိယအချက်ပရီမီယံအစားထိုးဈေးကွက်ဆိုတာအချိန်တော်ကြာကလေးကပြည့်နေပြီနင်တို့မှာတခြားသူတွေနဲ့မတူတဲ့ထူးခြားချက်အားသာချက်မရှိဘူးစတုထအချက်နာဂတ်2နှစ်အတွင်းရဲ့ရေပန်းစားဆုံးလမ်းကြောင်းကအယိုးရှင်းအရေးပြားထိမ့်သိမ့်မှုပဲဖြစ်တဲ့အစားထိုးထုတ်ကုန်မဟုတ်ဘူးရှန်မီကဘေးကနေနားထောင်ပြီးတကယ်ပြောတာဟုတ်လိုက်တာလို့တီတိုပြောမိတယ်ကြောက်ကြားရီကမျက်နှာပြက်ပြီးနင်းလျှောက်ပြောနေတာမိန်းကလေးတွေကအစားထိုးထုတ်ကုန်တွေကိုကြိုက်ကြတာတိတာနေတာပဲဘလို့လို့အောင်မြင်မှာမဟုတ်ရမှာလဲရှန်ဖေကစပွဲပေါ်ကစာရွက်စာတမ်းကိုချလိုက်ပြီးဒါကမကြသေးခင်3လအတွင်းရဲ့အလှကုန်စည်းကွက်စစ်တမ်းစီရင်ခံစာပဲသမီးကြောက်ရင်းနှီးမြှုပ်နှံမှုလုပ်တာကစကလုံးလှလှလေးတွေနဲ့တင်လုပ်လို့မရဘူး